ချောတက်မုစ်လိမ့်တာပေါ့နော်ဖုံးစားပဲလောက်တဲ့ညီလေးကိုဒီမှာမုစ်လိမ့်ပြီးတော့တရက်လေးဖြစ်အောင်ချောတက်လေးလုပ်ပြီးတော့လိုလိုလိုက်ခြင်းအပြင်တော့ပွားနေတဲ့နေရာလေးတော့ကတ်ပြီးတော့အလုံးပုံတရက်လေးနဲ့မှုလည်းမှုရနော်မုစ်ကအရန်လည်းမှုရတရက်လေးဖြစ်အောင်လုပ်လိုက်တာတော့လှအောင်နော်ပြီးအေးပါ